ကိုရဲဟုတ်တယ်ကျွန်တော်ကိုရဲကိုလည်းလွမ်းရတယ်ကျွန်တော်နဲ့ကိုရဲတိုင်းနဲ့အမှတ်တရရှိတယ်အမှတ်တရဆိုတာလေကိုရဲနဲ့မရိုက်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်ကိုရဲနဲ့အရန်ရိုက်ချင်တာရုပ်ရှင်လောကကိုတရုပ်ဆောင်မဖြစ်ခင်တည်းကကိုရဲတဲ့ကားကြီးကြည်တာဟုတ်နော် sorry ဆိုတော့အဲ့ဒါနဲ့ကိုရဲနဲ့3ခါဆုံမှုရအပြင်မှာကားရိုက်ဖို့ကြိုးစားရင်းနဲ့2ခါပြီးတော့ဟိုပွဲမှာ11ရဲ့70ရဲ့17နှစ်ပြည့်လား11ရဲ့9နှစ်ပြည့်လားမသိဘူးအဲ့နှစ်ခုရတခုခုပဲအမှကျွန်တော်တွေ့ဘူးပဲတွေ့ဘူးတော့ကိုရဲတိုင်းကတော်တော်မိုက်တယ်တော်တော် nice ဖြစ်တယ်တော်တော်အရင်တုန်းကလည်းကျွန်တော်တို့သုံးဆောင်မဖြစ်ခင်ဟိုးရင်အဲ့လိုကိုရဲတိုင်းသုံးဆောင်စားလုပ်နေတယ်ဆိုတဲ့အချိန်မှာတည်းကအဲ့လိုဆရာဝန်အသင်းပွဲတွေပိုင်းမှာကျွန်တော်ဖိတ်တယ်လေကျွန်တော်သူကြိုက်တာကျွန်တော်လူငယ်တွေကပွဲလုပ်တဲ့ပွဲမှာဖြစ်တော့လာရတာဗျအများကြီးတွေ့ပြတယ်လို့ဆိုကိုရဲကမိုက်တာတခုอ่ะလေကျန်တာရင်တော့ကျွန်တော်ထားလိုက်ပေါ့နော်ကိုရဲတိုင်းကကင်မရာစားမှုကြီးပေါ့ကိုရဲကိုပြင်မှာတွေ့ရင်သူကလို့သူတခုချင်းစီကြည့်လို့ရှိရင်လို့အသားရောင်အသားရည်ကလည်း flexible ဖြစ်တယ်တဲ့မှာမပါဘူးလို့ပေါ့နော်ဘယ်လိုသူများကြီးလိုပဲတချို့မင်းသားသူကြည်လင်နေလို့မျိုးမင်းသားမဟုတ်ဘူးတခါလဲဆိုတနခါးတွေပါလေလို့လိန်တာတနခါဆိုလို့ပွဲကြားကြီးတော့မဟုတ်ပဲလားတနခါးရေချဲလို့ပလေးလိန်လာပွဲတွေပါလာရင်လေဒီပြောလို့စပင်းုံလေးထူးတော့လို့ခါရကြတယ်ပုတ်တိုင်းနေပေါ့နော်ဒါမဲ့အဲ့ဒီပုံဓာတ်ပုံရိုက်လိုက်ကင်မရာနဲ့ရိုက်လိုက်တဲ့အချိန်မှာကင်မရာထဲမှာထွက်လာတယ်ကင်မရာမော်နီတာမှာထွက်လာတဲ့ရဲတွေကအဲ့လိုညက်ချောပြီးတော့အသားကြီးညက်ချောပြီးတော့မိုက်နေရတော့သိလားဆိုကင်မရာထဲမှာကျွန်တော်ဆောင်းဝိုင်းကြိုက်တဲ့လူဗမာပြည်မှာ2ယောက်ပဲရှိတယ်ကျွန်တော်ဘိုင်းမှာအရန်ကြိုက်တဲ့နုပညာရှင်ကရှားတယ်ဗျမရှိဘူးတရုတ်ဆောင်ထဲမှာလည်းအရန်ရှားတယ်တယောက်2ယောက်ပဲရှိတယ်ဆိုတော့ဓာတ်ပုံရိုက်တဲ့တဲမှာကျွန်တော်အရန်ကြိုက်တာတယောက်ကရဲတိုက်နောက်တစ်ယောက်ကကြာစာနေခွင့်ကိုရာစာကြီးကိုဘာလို့ကြိုက်လဲဆိုသူနဲ့ photo shoot စုံမှုတဲ့အချိန်မှာ तू ကသူ့ဓာတ်ပုံတွေအများလှုပ်နေရလေသူအပြင်မှာလည်းလှုပ်နေတာဆိုတော့ तू ဓာတ်ပုံရိုက်တဲ့ခါမှာလည်း तू လှုပ်နေသူလှုပ်နေအောင်ကင်မရာမန်လိုက်ရိုက်ကြတဲ့အချိန်မှာ तू ရဲ့ဓာတ်ပုံတွေအများလှုပ်နေတာခုခုလှုပ်နေတနေ့ကပြန်လာတယ်တခုခုစီသွားမလို့တခုခုလှုပ်တော့မလို့အခုပဲလှုပ်ပြီးသွားတာဆိုတဲ့အကြောင်းအရာတွေသူ့ဓာတ်ပုံတွေမှာပါတယ်ဗျာသိလားကားတဲ့ခုများအဲ့ဒီ photo shoot ဆိုတော့ကားနဲ့တော်ရတဲ့ photo shoot ဆိုတော့သူများရဲ့ဆိုရင်ကားလေးမှာမှီပြီးရိုက်ရမှာဒါမဲ့တော့မဟုတ်ကားထဲဝင်ပြီးထွက်လာတာအချိန်ကိုသူကရိုက်ခိုင်းတာကားထဲဝင်ဖတ်ဆိုထွက်လာပြီးတော့တပတ်လက်လုဆက်ရက်လှုပ်သွားတဲ့အချိန်မှာအဲ့ချိန်မှာကင်မရာမန်ရိုက်တာပြောနေမဟုတ်ဘူးဆိုလို့ရှိရင်သူကမဖိုင်းအောင်သူကလို့ဆိုမိုက်တယ်သူထွက်လာတဲ့ပုံတွေကလည်းမိုက်တယ်ဘာဖြစ်ဟိုကိုရစာကြီးရအဲ့လိုကျွန်တော်ပေါ့လွမ်းမှုတူကရှိခဲ့တာเนาะသူဖြတ်ကိုဖြတ်တန်းခဲ့ရတော့ကျွန်တော်ဆိုတော့ကျွန်တော်ချိုက်တယ်မိုက်တယ်ကျေးဇူးပါဟုတ်တယ်မတ်သက်မွန်နဲ့ရုပ်ရှင်ရတူတာနေမှာပါကျွန်တော်လည်းတူတာဟယ်လိုမင်္ဂလာပါဆိုတီဟာကျေးဇူးပါဟုတ်ကဲ့တတိရတယ်ဟုတ်ကဲ့ပါတောင်းလည်းရှိတယ်တောင်းကတော့အခု all okay တောင်းဆိုပါနော်ပြောကြအခုအကုန်လုံးလည်းသိမှာပါ Netflix ကတော့မှလုံးဝ number 1 promotion လုပ်ပေးနေပြီပေါ့နော် down is on Netflix now ဆိုပြီးတော့လုံးဝ Netflix မှာ down နဲ့မယ်နဲ့ဦးစားပေးdown ကသူ့ရဲ့အဲ့လို main figure အနေနဲ့ပေါ့နော် main character အနေနဲ့လုံးဝ promotion လုပ်ပေးနေတော့ကျွန်တော်တို့အတွက်ဆိုလို့ရှိရင် down ကတိုက်စစ်မှုပဲကျွန်တော်တို့ဒီ time ဘက်မှာဆိုရင်တော့ down ကကျွန်တော်တို့အတွက်လုံးဝတိုက်စစ်မှုပေါ့ဗျာရှေ့တန်းတိုက်စစ်မှုဒီကောင်ရှေ့မှာ fight နေအောင်ကျွန်တော်တို့အဲ့လိုဟိုဒီကောင်ကြိုရောက်နေအောင်နော် time မှာကြိုရောက်ပြီးတော့ time ကြောင်းပိုတည်တယ်ပြီးတော့ time မှာတရားဝင်နဲ့လှုပ်နေလူတယောက်ဖြစ်နေဆိုတော့ကျွန်တော်တို့လည်းနောက်ပိုင်းကြာရင်အခုတရားဝင်နည်းလည်းနဲ့လှုပ်ဖို့အတွက်ကစူးစမ်းနေရပြီသူများနိုင်ငံမှာဆိုကျွန်တော်ခိုးရိုက်လို့မရအောင်နော်တောက်လျှောက်တက်လုံးခိုးရိုက်နေတော့အချိန်တစ်ခုရောက်တော့ကျွန်တော်တို့အကြောင်းကြတော့ကျွန်တော်တို့ဟိုရရဖြတ်တန်းရုံးနေရတာနော်ဒါမဲ့ငယ်တိုင်းသွားနေတော့မရအောင်ဆိုတဲ့ခါကျတော့သူ့ရဲ့အကူကြီးအများကြီးဆိုတာပေါ့နော်သူစီကဆက်တွဲတဲ့ကိုကြီးနဲ့ကျွန်တော်ကရိုက်နေတယ်ရိုက်ပြီးသွားပြီရုပ်ရှင်3ကရိုက်ထားတယ်အဲဒီကောင်ကမိုးကုံတော့ကိုထွက်လာနိုင်လိမ့်မယ်ထင်တယ်ဟုတ်ရိုက်ထားတယ်ကျွန်တော်ရိုက်ထားတယ်ဘရိုကျေးဇူးပါစူးမြတ်မောဒီကင်းနဲ့ငယ်လေးလိုပဲငယ်လေးပဲလी
ကျွန်တော်အသက်ဘယ်လောက်ရှိပြီထင်လဲနေကောင်းတယ်နေကောင်းတယ်ဒီကကျမ်းပါပါကျေးဇူးပါစီးကြောက်တောက်တော့ဗောတောက်ချက်ပဲငွေရလို့မရွက်တွေထဲပါပြန်ထွက်အဲဒီမှာတောက်ရင်ဘန်းလို့ပြီးမှကိုပြီးထွက်တော့လဲတက်တူးတွေလားလဲတက်တူးတွေကဟောစီးရီးရှိ20ကျော်လေးနဲ့20ကိုလောက်19နှစ်လောက်ကျော်နေပါဟင်းလဲဆိုတော့အာလူးကြော်ရေကြက်ဥကြော်ရေထမင်းရေရောပြီးထက်ကြော်လိုက်3ပြန်ကြော်ပေါ့ချင်းဆိုတော့ဒီကောင်ကတော့တတူးကြောင့်နည်းနည်းပြန်ပြောဒီတတူးကဒီကောင် app ပေါ့နော်ဒီကောင် app အပေါ်တက်ဒီကောင် down ဆိုဒီကောင်ကျွန်တော်တူတယ်ဆိုအဲ့ character ရဲ့ပိုင်ရှင်ကဒီဒိုဆိုတာသူကကျွန်တော် Facebook account ထဲမှာရှိသူအ series လေးတွေဆွဲတယ် series ထဲမှာသူ့ရဲ့အဲ့ဟို man ဆိုတဲ့ series အော် socks ဆိုတဲ့ series လို့ဒီမှာလေခြေအိလေးပါတွေ့လား the socks ဆိုတဲ့ series သူကလူကတော့လုံးဝ naked ဒါပေမဲ့ခြေအိလေးတွေပါဒီမှာခြေအိလေးတွေပါတယ်လုံးဝ naked ပေါ့နော်ဆိုတော့အဓိကကျွန်တော်ကအဲ့ character ဖြစ်တဲ့ကောင်ငါနဲ့တူတယ်ပေါ့စင်ကောက်လေးဆိုပြီးတော့သူကလို့တကွက် character လေးတွေနော် down to fall to left to broke to အဲ့လိုဟာမျိုးလေးတွေမှာကျွန်တော်အဲ့ app နဲ့ down တော့ကြိုက်တယ်လက်ဖြတ်မှာလည်းထိုးခြင်းတယ်ဆိုတာကျွန်တော်အဲ့တော့တိုးထဲမှာကျွန်တော်6ထဲရောက်တဲ့အချိန်မှာလို့ညီလေးတယောက်ကရန်ကုန်လာနေအဲ့ကောင်စီမှာစော်လိုက်တိုးထဲမှာပဲဒါရဲ့ဒီကောင်ရဲ့တမင်ပေါ်တော့ကတော့ signature တမင်ပေါ်တော့မြင်ရတမင်ပေါ်တော့ကိုဘယ်လိုပြတမင်ပေါ်တော့ဘယ်လိုပြငါကြောင်မြန်နေဖြစ်ဟိုလက်ကလည်းရှည်လိုက်တာ